အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့မေဦးရဲ့ရှစ်ဆရာမီမီလေးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်နော်တခါတော့ကမြို့လေးတစ်မြို့မှာလှပတဲ့အိမ်လေးတစ်လုံးရှိပါတယ်အဲ့ဒီအိမ်လေးထဲမှာတော့မေဦးလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်နေထိုင်ပါတယ်မေဦးဟာစိတ်သဘောထားနူးညံ့သိမ်မွေ့ပြီးတိရစ္ဆာန်လေးတွေကိုအယမ်းစစ်တဲ့သူပါဒီနေ့မှာတော့မေဦးဟာဈေးကနေအပြန်လမ်းဘေးမှာအတန်တိုးတိုးလေးနဲ့အော်မြင်နေတဲ့အကြောင်းလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကြောင်လေးကမိခိုးရောက်အမွေးလေးတွေနဲ့မျက်လုံးဝဝိုင်းလေးတွေကအရန်ကိုဆက်ဆက်ကောင်းနေပါတယ်။သူဟာအစာငတ်ပြီးအေးဆက်နေပုံရတဲ့အတွက်မေဦးကအိမ်ကိုခေါ်လာဖို့ဆုံးဖြတ်လိုက်ပါတယ်။မေဦးကသူ့ရဲ့ချီလေးနဲ့ကြောင်လေးကိုမိုးလုံးလေးလုံးဖြစ်အောင်ဖုံးအုပ်ပေးလိုက်ပြီးရင်ခွင်ထဲမှာနွေ့နွေ့ထွေးထွေးပွေဖက်ထားပါတယ်။အိမ်ရောက်တဲ့အခါမေဦးကကြောင်လေးကိုနှုတ်နှွေးနှွေးလေးတိုက်ကျွေးပြီးပျော့ပြောင်းတဲ့ဆောင်းလေးတစ်ထည်နဲ့အိမ်ရလုပ်ပေးပါတယ်။ကြောင်လေးဟာအဝမစားရတာကြပြီဖြစ်တဲ့အတွက်နှုတ်လေးကိုတောက်ပြီးမေဦးရဲ့အနားမှာပဲအိပ်ပျော်သွားပါတော့တယ်။မေဦးဟာသူ့ရဲ့ဘဝတွေကိုရောက်လာတဲ့အဖော်မွန်လေးအတွက်အလွန်ပဲပျော်ရွှင်နေမိပါတယ်။နောက်တစ်နေ့မနက်ခင်းမှာတော့နေအောင်စီနုနုလေးတွေကရင်းပေါက်ကနေတစ်ဆင့်အခန်းထဲကိုဖြာချလာပါတယ်။ကြောင်လေးကမေဦးရဲ့မျက်နှာနားမှာထပ်တူတူအောင်မြင်နေတာကြောင့်မေဦးတယောက်အိယာကနေညှို့ထလာခဲ့ပါတယ်။မေဦးကကြောင်လေးကိုကြည့်လိုက်တဲ့အခါမနေ့ကထပ်ပိုးပြီးလမ်းဆန်းတက်ကြနေတာကိုတွေ့လိုက်ရတဲ့အတွက်အလွန်ပဲဝမ်းသာသွားပါတယ်။သူတို့နှစ်ယောက်ဟာမနေ့ကမှအတူတူကစားကြပါတယ်။မေဦးကရှင်မြင်လုံးလေးတွေကိုလွှင့်ပစ်လိုက်တဲ့အခါကြောင်လေးကနောက်ကနေလိုက်ဖမ်းရင်ခေါင်းပေါက်နေတာကိုကြည့်ပြီးမေဦးတယောက်ရှင်မောနေမိပါတယ်။ကြောင်လေးဟာအိမ်ထဲမှာရှိတဲ့ပြိဘောကတွေကြားထဲမှာပုံလိုက်ထွက်လိုက်နဲ့ကစားနေတာကတကယ့်ကိုပျော်ရွှင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲမေဦးကအကြောင်လေးကိုမီမီလို့နာမည်ပေးလိုက်ပါတယ်မီမီကလည်းသူ့နာမည်ကိုခေါ်လိုက်တဲ့အခါတိုင်းလက်ရက်လေးတွေကိုလှုပ်ရမ်းပြီးအမီးလေးတွေကိုခါပြတတ်ပါတယ်မေဦးဟာចောင်းသားချိန်ရောက်တဲ့အခါမီမီကိုအိမ်မှာထားခဲ့ရမှာမို့စိတ်မကောင်းဖြစ်ရပေမဲ့ចောင်းကပြန်လာရင်တွေ့ရအောင်မကိုတွေးပြီးစိတ်သက်သာရသွားပါတယ်။မေဦးဟာမီမီအတွက်အိမ်မှာစားစရာနဲ့အယုတ်လေးတွေအစင်သက်ထားပေးခဲ့ပြီးចောင်းကိုသွားဖို့ပြင်ဆင်လိုက်ပါတယ်။မီမီကလည်းစကားပေါက်နာကြည့်လိုက်ဖို့ပြီးမေဦးကိုနှုတ်ဆက်လိုက်ပါတယ်။ចောင်းဖွင့်ရက်တွေတရက်ပြီးတရက်ကုံဆုံးသွားပြီးတဲ့နောက်စနေနေ့မနေ့ခင်းကိုရောက်ရှိလာပါတော့တယ်။မေဦးဟာចောင်းဖွင့်ရက်ဖြစ်တဲ့အတွက်စိတ်တွေအယမ်းပေါ်ပါလန့်ဆက်နေပါတယ်။ဒီနေ့တော့မီမီနဲ့တနေကုန်ဆော့ကစားဖို့နဲ့မီမီကိုအပြင်ကိုပထမဆုံးချိန်ခေါ်ထုတ်ဖို့စိတ်ကူးထားပါတယ်။မေဦးဟာမီမီကိုလက်ပဲလက်လက်လေးပတ်ပေးလိုက်ပြီးသူ့ရဲ့လက်ဆွဲအိတ်ထဲမှာမီမီအတွက်စားစရာနဲ့ရေဘူးလေးတွေထည့်လိုက်ပါတယ်။အပြင်ရောက်တဲ့အခါမေဦးဟာမီမီကိုပခုံးပေါ်မှာတင်းပြီးမြို့ရဲကိုဆောက်လဲပါတော့တယ်။မီမီကလည်းအပြင်လောကကြီးကိုပထမဆုံးမြင်မှုတာမို့အရန်ကိုအံ့ဩနေပုံရပါတယ်။မြို့ထဲမှာလူတွေအများကြီးကားတွေအများကြီးတခြားတိရစ္ဆာန်လေးတွေအများကြီးကိုတွေ့လိုက်ရတဲ့အတွက်မီမီရဲ့မျက်လုံးဝိုင်းလေးတွေကပိုပြီးဝိုင်းဆက်လာပါတော့တယ်။မေဦးကမီမီကိုချောင်းဝင်းချစ်ကျဲကြီးရှိတဲ့ပန်းချံလေးတစ်ခုကိုခေါ်သွားပါတယ်။အဲ့ဒီမှာမီမီကမျက်ခင်းပြင်ပေါ်မှာပြေးလွှားပြီးတခြားကြောင်လေးတွေနဲ့ဆော့ကစားနေတာကိုကြည့်ပြီးမေဦးဟာအလွန်ပဲပျော်ရွှင်နေမိပါတယ်။မုံလဲပိုင်းမှာတော့မေဦးနဲ့မီမီဟာမြစ်ကမ်းနားကိုရောက်သွားပါတယ်။မြစ်ရေကအေးဆက်ပြီးကြည်လင်နေပါတယ်။မေဦးဟာမြစ်ရေထဲမှာခြေထောက်လေးတွေကိုနှိပ်ပြီးမီမီကိုလည်းမြစ်ရေကိုပြလိုက်ပါတယ်။မီမီကမြစ်ရေကိုကြည့်ပြီးစောင့်နေပုံရပေမဲ့မေဦးရဲ့နှွေးထွေးတဲ့လက်ကိုကင်ထားတဲ့အတွက်စိတ်သက်သာရသွားပါတယ်။ဒီလိုနဲ့မေဦးနဲ့မီမီရဲ့ပထမဆုံးအပြန်ထွက်တဲ့နေ့လေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေပါတယ်။သူတို့နှစ်ယောက်ဟာနောက်ထပ်လည်းအပြင်ကိုအတူတူထွက်ဖို့စိတ်ကူးထားကြပါတယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှမေဦးနဲ့မီမီတို့ရဲ့ရှိခင်မှုတွေကလည်းပုံမနဲ့ဆိုင်လာပါတော့တယ်။မီမီဟာအခုဆိုရင်အိမ်လေးရဲ့အကြီးကအစိတ်ပိုင်းတစ်ခုဖြစ်နေပါပြီ။မေဦးကျောင်းကပြန်လာတိုင်းမီမီကတကားဝမှာစောင့်ကြနေတတ်ပြီးမေဦးရဲ့ခြေထောက်တွေကိုပုတ်တီပုတ်တက်လှုပ်တတ်ပါတယ်။မေဦးကလည်းသူ့ရဲ့တနေ့တာအကြောင်းတွေကိုမီမီကိုပြန်ပြောပြလေးရှိပါတယ်။မီမီကတော့သူနားလေတူနဲ့မေဦးကိုကြည့်ပြီးညောင်းလို့ပြန်အော်တတ်ပါတယ်။ဒီရက်မှာတော့မေဦးကစာချက်နေရင်ခေါင်းကိုက်ပြီးအိပ်ရာထဲမှာသွားအိပ်လိုက်ပါတယ်။အဲ့ဒီအခါမှာမီမီဟာမေဦးရဲ့ဘေးမှာအမြဲရှိနေပြီးပါတယ်။မေဦးကိုစိတ်မပူအောင်သူ့ရဲ့နူညံ့တဲ့အမွှေးလေးတွေနဲ့
မေဦးရဲ့လက်မောင်းလေးကိုပုတ်ပေးပြီးအနားယူစေပါတယ်။မေဦးအဖျားတက်နေတဲ့အချိန်မှာလဲမိမိဟာတပွားမှမခွာပဲဆောင်စားပေးခဲ့ပါတယ်။မေဦးတက်တာလာတဲ့အခါမှာတော့သူအရင်ရှင်းရတဲ့မိမိရဲ့ကျင်နာမှုကိုသိရှိသွားပြီးပိုလို့တာကိုစစ်ခင်သွားမိပါတယ်။သူတို့နှစ်ယောက်ဟာအခုဆိုရင်တငယ်ချင်းကောင်းစဉ်ချက်ပိုတဲ့အဖော်မွန်နေဖြစ်နေကြပါပြီ။မေဦးတက်တော့မိမိဟာပြိဿံလေးတစ်ကောင်နဲ့မဟုတ်ပဲသူ့ရဲ့ဘဝကိုပုံမလှပစေတဲ့မိသားစုဝင်ကြောက်လို့ဖြစ်နေပါပြီ။သူတို့နှစ်ယောက်အတူတူဖြတ်တန်းခဲ့တဲ့အချိန်တိုင်းဟာအမတ်တရားတွေနဲ့ပြင်းနေနေပြီးတသက်အလုံးဒီလိုမျိုးပျော်ရွှင်စရာတွေနဲ့ဆက်လက်နေထိုင်သွားကြပါတော့တယ်။